ရေခဲခဲသွားရင်အယောင်ကဖြော့သွားတာဘယ်လိုလုပ်ရမလဲရှင်းဆိုတဲ့မတ်ရှင်လေးကိုပြန်ကြားလိုက်ပါတယ်ရေခဲခဲသွားရင်အယောင်လေးဖြော့သွားတာအချက်အကြောင်းရင်းနှစ်ချက်နဲ့မဝေရရှင်းပြပါမယ်အဲ့တော့နံပါတ်1အချက်ဒီအဲ့ဒီအယောင်မှုန့်လေးကိုဓာတ်ရိုက်ဖြူထည့်ရင်အဲ့ဒီလိုမျိုးခဲသွားတဲ့အခါမှာအယောင်လေးဖြော့သွားတတ်ပါတယ်နံပါတ်2အချက်ဒီအယောင်မှုန့်ရဲ့ quality ဘိုင်းမှာအနှဲငယ်ညံ့တာနဲ့တွားတွေ့တဲ့အတွက်အဲ့ဒီလိုဖြစ်တတ်ပါတယ်ဒါဆိုရင်အယောင်မှုန့်ဒီနော်ဘလို့သုံးရမလဲဆိုတော့ရေနွေးဆူဆူနဲ့ဖြော်ပြီးတော့မှအဲ့ဒီအယောင်အရေတွေကိုရေစစ်နဲ့စစ်ပြီးတော့မှကိုလိုသလိုဒါသုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒါမဝေရဒါအယောင်ဒါအနံပလင်းထဲမှာဒါမဝေရဒါအနံပလင်းအခွန်ကိုဒါတစိမ့်ခွာပြီးတော့ထည့်ထားတာဒါအယောင်အရေတွေပေါ့နော်ဒါမဝေရအယောင်အမှုန့်တွေကိုဒါဖြော်ထားတာဒါကတော့ကော်ဖီတို့နော်ချောကလက်တို့မကြီးတို့မှာဒါသုံးတယ်ဒါမကြီးရောင်ပေါ့နော်ဒါအညိုရောင်ပေါ့ဒါအညိုရောင်ပေါ့အဲ့ဒါကဒါဘာလဲဆိုတော့အယောင်အမှုန့်တွေကိုရေနွေးဆူဆူနဲ့ဖြော်ပြီးတော့အဲ့ဒီအရေကိုသုံးမယ်ဆိုရင်အဲ့ဒီလိုမျိုးရေခဲသွားရင်အယောင်ဖြော့သွားမှာမဟုတ်ပါဘူးเนาะချစ်တော်မိတ်ဆွေစမ်းကြည့်ပါအဲ့တော့အယောင်သုံးပုံသုံးနည်းနီးမမှန်လို့ပေါ့เนาะအဲ့လိုဖြစ်တတ်ပါတယ်เนาะအဲ့တော့အယောင်ဒီသူကရေစိမ့်မှာလုံးဝမပျော်ဝင်ဘူးเนาะရေစိမ့်မှာလုံးဝမပျော်ဝင်ဘူးရေနွေးဆူဆူမှာเนาะကော်ဖီဖြော်သလိုဖြော်ပြီးမှအသုံးပြုရပါတယ်ဆိုတဲ့အကြောင်းမျှဝေသတင်းကောင်းလေးပါလိုက်ပါတယ်ရှင်အားလုံးကျန်းမာချမ်းသာကြပါစေလုပ်ငန်းကံနဲ့အဆင်ပြေချုံးမိကြပါစေရှင်